ပကားတစ်ချောင်းကိုကစားရလိုက်ဖြစ်အောင်ခွဲချိုးလိုက်ကြောင်းနှစ်ပိုင်းဖြစ်သွားတယ်။သူမကဒါဟာမကောင်းတဲ့ຢာလို့ထင်ပြီးမျက်နှာချင်းဆိုင်ရှိမိန်းမကိုကိုမလဲစားပါနဲ့လို့ပြောလိုက်တယ်။နောက်မှတကြားလုံးတွားဝယ်ခြင်းလွတ်လပ်တယ်လို့လည်းပြောခဲ့တယ်။ဒါပေမဲ့အဲ့ဒီပကားဟာသူမရဲ့မိသားစုအမွေအနှစ်တန်ဖိုးကြီးဖြစ်တယ်ဆိုတာမသိရဘူး။အချက်ရသွားတဲ့အမျိုးသမီးကချက်ချင်းတိုက်ခိုက်လိုက်တယ်။သူမကပြင်းထန်ပြန်လဲတုံ့ပြန်ဖို့စီစဉ်နေချိန်မှာပဲမမျှော်လင့်ထားပဲလူငယ်တစ်ယောက်ရဲ့ပိုက်ပါသွားပြီးလေးထွက်သွားတယ်။အဲ့ဒီလေးကြောင့်မိန်းမရဲ့ကိုသုံးကိုပေါင်းစည်းထားသည့်အခြေအနေကိုပြင်းထန်စွာထိခိုက်သွားစေခဲ့တယ်။လူငယ်ကစစ်ဆေးကြည့်ချိန်မှာကိုဖလိုဒဏ်ရာရသွားမှမသိနိုင်ခဲ့ဘူး။နောက်တစ်စက္ကန့်အတွင်းမှာပဲသူ့ဝိညာဉ်ကကိုခန္ဓာထဲကနေခွဲထွက်သွားခဲ့တယ်။အသက်ဆုံးသွားပြီ။သူ့လေကြောင့်တေသွားတာပါလို့လူငယ်ကထင်ပြီးမိမိကမကောင်းတဲ့အရာတစ်ခုကိုထိလိုက်တယ်လို့တွေးခဲ့တယ်။ဒါကြောင့်သူမကိုပြင်းထန်တစ်ချက်ရိုက်လိုက်တယ်။မမျှော်လင့်ထားပဲမိမရဲ့ဝိညာဉ်ကအန်အိုးပြန်လေကောင်းမလာပြီးအင်အားတောင်ပိုတိုးလာခဲ့တယ်။အမှန်ဟာလူငယ်ဟာမြေတွေဝရအဆင့်ကိုရောက်ရှိပြီးသားဖြစ်ပြီးလက်တစ်ချက်ထိုးရင်မြေပြိုစင်းနိုင်လောက်အောင်အင်အားကြီးသူထိတယ်။ဒါပေမဲ့သူ့မိဘတွေကသူ့အင်အားကိုပိတ်ဆို့ထားတာကြောင့်ကိုယ်တိုင်မသိခဲ့ဘူး။ဒါကြောင့်လူငယ်ရဲ့မျက်လုံးထဲမှာကိုယ်တိုင်ကိုယ်ချမလစ်ချနိုင်တဲ့အတုံးမချသူလို့ထင်နေခဲ့တယ်။ပေမိသားစုရဲ့ဒုတိယသမီးကဒီအချက်ကိုမြင်သိသွားပြီးလူငယ်ဟာအားနည်းလွန်းတယ်လို့ထင်ခဲ့တယ်။အကြီးဆုံးအမကသူနဲ့စိတ်ဆက်ထားတာကြောင့်သူ့ကိုဆွတ်လွတ်စေခြင်းခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့အင်အားကြောင့်အံ့အားသွားခဲ့တယ်။ပေမိသားစုကအဖို့တန်ယတနာကိုရခဲ့တယ်လို့ထင်ပြီးအယမ်းပျော်ခဲ့တယ်။နောက်ဆုံးမှာအကြီးဆုံးအမကစိတ်ဆက်မှုကိုဖျက်သိမ်းဖို့လာခဲ့တယ်။သူမဟာအနာဂတ်ပေမိသားစုရဲ့အိမ်ရှင်မြဖြစ်လာမယ်သူဖြစ်ပြီးတောင်ပေါ်မှာကြီးပြင်းလာတဲ့လူငယ်ကိုအထင်သေးခဲ့တယ်။လူငယ်ထွက်ခွာသွားတာကိုမြင်ချိန်မှာတော့သူမကညီမကိုသူဟာကမ္ဘာပေါ်ကတကယ်ငကားတွေထက်တော့တထောင်စားလောက်ပိုကောင်းတယ်လို့ပြောခဲ့တယ်။မမျှော်လင့်ထားပဲဒုတိယသမီးကချက်ချင်းသဘောပေါက်နေတယ်။အကြီးဆုံးအမကလူငယ်ဟာလှည့်စားနေတယ်လို့ထင်ပြီးသူမကိုတတိပေးလိုက်တယ်။မင်းနဲ့မြောက်ဘက်ကနန်းမင်းစားချင်းပေမင်းစားတို့နဲ့စိတ်ဆက်ထားတာရှိသေးတယ်။ဒီစိတ်ရတဲ့လူငယ်ကိုလက်ထပ်ရင်းပြတင်ခံနိုင်ပြီးမခံနိုင်တော့ဘူးလို့ပြောပြီးစဉ်းစားဖို့ချမ်းသွားခဲ့တယ်။လူငယ်ဟာချင်းပေမင်းစားရဲ့အရင်းအမြစ်ကိုမသိဘူး။သူ့အဖေကစစ်သား8000ကိုထိန်းချုပ်ထားတယ်ဆိုတာကြားတော့ခောက်သွားခဲ့တယ်။သူ့မိဘတွေကသူကင်တွင်နိုင်မယ်ဆိုတာသိပေမဲ့အခက်အခဲကြီးလို့သဘောဆောင်ပြုတ်လောက်ထားပြီးအပြင်ထွက်အတွေ့အကြုံရဖို့လိုလားခဲ့တယ်